မိုးရသည်ဝင်လာပြီဆိုတော့သူမကိုလည်းတတိရတယ်စိုက်ခင်းကိုလည်းဆေးရဖြန့်အောင်မလီအဲ့တော့သူမကိုဘယ်လိုဖြန့် sorry စိုက်ခင်းကိုဘယ်လိုဖြန့်မလဲဆိုတော့အခုကျွန်တော်ပြောပြရမှာဒါကတော့ A1 ရဲ့ကိုယ်ပိုင်မှတ်တစိတ်ဖြစ်တဲ့ OnePlus battery ဆေးဖြန့်မှုလေးပဲဖြစ်ပါတယ်အကြိုက်လွယ်တိုင်းလဲတက်တောင့်တက်တာဖြစ်စီမဲ့လွယ်ကျိုးပါတော့သူမကိုဂုံးပိုးထားရမယ်ကြောပြန်တော့အခုံးမညောင်းတော့ဘူး20လီတာဘုံမှာ plastic သားအထူနဲ့ထုစစ်ထားကြအောင်တန်ဘော်ရီကိုမြင်သူမကိုလုံးဝသတိရအောင်ဖြစ်ပါတယ်12 volt 12Ah battery ဆိုတော့အားပြည့်သွင်းနိုင်4နိုင်ကျော်အသာလေးခံသူမရဲ့မျက်နှာပြင်ကဖတ်လွယ် digital ဒိုင်ခွက်ပါတာကြောင့် battery အခြေအနေကိုလည်းလွယ်လွယ်ကူသိနိုင်တယ်ဖြဲကောင်း5မျိုးလဲပါတော့လိုးသလိုချိန်ကြိုက်ပြီးသုံးလို့ရတယ်သူမရဲ့လိုရင်ဆန္ဒတွေကိုဖြည့်ဆည်းနိုင်တော့တက်နိုင်ဘူးဗျာဒါတော့ဈေးကွက်မှာအကောင်းဆုံးပဲလေခင်ဗျားကသူမအကြောင်းပြောမှလားဈေးရောက်မှလားလို့မိတ်ဆွေတို့ကမေးနော်ကျွန်တော်ကတော့ quality လည်းကောင်းရေရှည်မှာအကျန်းခံတဲ့ပစ္စည်းကိုပဲစိတ်ဝင်စားတာမို့လို့ OnePlus battery ဆေးဖြန်းမှုကိုပဲ recommend ပေးချင်ပါတယ်အသေးစိတ်သိလို့ပါက hotline ကိုဆက်သွယ်ပြီးတော့သူမအကြောင်းတွေကိုမေးလိုက်တော့